ကိုလုံးတဲ့ကံတိုင်းလောကလူသားတွေဟာကိုလုံးခဲ့တဲ့ကံအားလျော်ဆိုတာဒီဘဝမှာပုံရိပ်တွေပေါ်နေကြတာလေလူဘဝဖြစ်လာတဲ့လူတွေလည်းကြည့်တယောက်နဲ့တယောက်ဟာအတိတ်ဘဝကိုလုံးခဲ့တဲ့ကံတွေအတိုင်းပုံရိပ်တွေပေါ်လာတယ်အဲ့ဒီအတိုင်းပဲဘဝမှာအတွေ့အကြုံတွေဖြစ်ကြတယ်ဆိုအားစို့ဘဝတစ်ခုမှာဒေါသကြီးခဲ့တဲ့ပုဂ္ဂိုလ်တယောက်ကြည့်မယ်ဆိုရင်ဒီဘဝမှာသူ့မျက်နှာကငို၍ရည်၍မရသောမျက်နှာမျိုးဆိုတာအဲ့ဒီလိုမျက်နှာမျိုးကိုရတတ်တယ်ပေါ့အယုဆိုးကြီးတန်တဲ့မျက်နှာမျိုးတွေရလာတတ်တယ်ရုပ်ဆိုးတတ်တယ်ဒါဘဝကိုလုပ်ခဲ့တဲ့ကံတွေရဲ့ပုံရိပ်လားပေါ့အဲ့ဒါကမ္မတက္ကတာကိုပိုင်တယ်ကိုပဲအမွေခံရတယ်သူများတဲ့တပ်ဖြတ်လာတဲ့ပုဂ္ဂိုလ်လူဘဝရလာဒါအကျိုးဆက်လေးအနေနဲ့ယောဂများတယ်လူဘဝရောက်ကြတဲ့ကဆရာဝန်နဲ့ပြရတယ်မရှိဘူးဆေးစားရတာနဲ့ပြရတယ်မရှိဘူးအသက်တိုတယ်ဒါရမကဘူးပါဏာတိပါဒကံချိန်များများကျူးလွန်ထားလို့အရှိန်ရှိနေသေးတယ်ဆိုလို့ရှိရင်မတော်တဆအက်ဆီဒင့်တွေနဲ့တည်တတ်တယ်ဒါပါဏာတိပါဒထို့တူပဲသူတော်ကောင်းတွေကိုဆွဆွဲပြောဆိုရတဲ့ပုဂ္ဂိုလ်ဒီဘဝမှာကိုယ်ဘာမှမလုပ်ပေမဲ့လို့အဆွဆွဲခံရပြီးတော့ထောင်တန်းကြတတ်တဲ့ပုဂ္ဂိုလ်တွေရှိတယ်ဒါဆွဆွဲခဲ့တဲ့အကုသိုလ်ကံကြောင့်ဒီဘဝမှာဆွဆွဲခံရတယ်ကိုမလုပ်ခဲနဲ့အချောင်ခံရတဲ့ပုဂ္ဂိုလ်မျိုးတွေလောကမှာရှိတယ်ဒါတွေကပြောမယ်ဆိုလို့ရှိရင်ကိုမလုပ်ခဲနဲ့ဆိုတာဒီဘဝမှာကိုမလုပ်ဘူးသို့တော့အတိတ်ဘဝကလုပ်ခဲ့တဲ့ဟာတွေရဲ့အကျိုးဆက်တွေကိုခံရတတ်တယ်တခါတော့ကမြတ်စွာဘုရားကျောင်းတော်လာပြီးတော့အမြဲတမ်းတရားနာတဲ့ကာလဆိုတဲ့ဥပဒကတယောက်ရှိအဲ့ဒီဥပဒကတယောက်ဟာဇေရုံကျောင်းထဲမှာတရားနာပြီးညကျောင်းမှာပဲအိတ်တယ်မနေ့စောစောကျတော့အိယာကထားပြီးဇေရုံကျောင်းသားကရေကန်သွားပြီးတော့မျက်နှာတက်တယ်အဲ့ဒီချိန်မှာသာဝတိမြို့တဲကညအိမ်အိမ်ကိုဖောက်ထွင်းပြီးတော့ခိုးတဲ့တခုလူတွေကဝိုင်းလိုက်ကြဝိုင်းလိုက်တဲ့အခါကျတော့ပြေးလာကြတယ်နောက်ကလူတွေမှီတော့မှမလွတ်နိုင်တော့ဘူးဆိုတော့တီးတော့တခိုးက